Hello အားလုံးပဲမင်္ဂလာပါရှင်ဒီထဲလေးကတော့ကျမတို့မန္တလေးမြို့တွင်ကိုပို့ပေးရမယ်အထည်လေးပဲဖြစ်ပါရှင်ဒါလေးကတော့ကိုလေးကိုမှကျမတို့အုံမာလေးချုပ်ပေးထားတာပေါ့နော်ဒီလက်ကျိုးမှာဆိုလဲကျမတို့ပုံမှန်ဆိုရင်တော့ပိတ်သားကျုံစိုးပေးထားပါတယ်ဒီမှာကဒီတရေကြိုးလေးနဲ့ဝတ်ချင်နေဆိုတော့ကျမတို့တရေကြိုးလေးတက်ပေးထားတာပေါ့နော်ဒါတော့ဆွဲသားပါတယ်တရေကြိုးလေးနဲ့အသုံးပြုပေးထားတာပါရှင်ဒီထဲလေးကတော့ကျမတို့ဒီရင်ပတ်လေလေး sorry ရင်ပတ်လေက39ပေါ့နော်ရင်တစ်ဖက်ရှိကတော့6လက်မှရှိပါတယ်ရှင်ဒါလေးကတော့ခါတုတ်လေးပါခါတုတ်လေးကိုမှအုံမာလေးချုပ်ပြပြတာပါရှင်ဒီလိုမျိုးဂျိုင်းဘိုးလေးပါတဲ့အတွက်ကျမတို့ဂျိုင်းသားလုံစေခြင်းလုံခြင်းနဲ့သူလေးအတွက်ပို့ပြီးတော့အဆင်ပြေပေါ့နော်ဂျိုင်းသားပါတခါလေးလုံစေပါတယ်ရှင်ဒါလေးကတော့ဝါကိုလေးပါဝါကိုလေးကိုမှအုံမာခါတုတ်လေးချုပ်ပြဖြစ်တာပါရှင်ဒီကတော့နောက်ထပ်တစ်ထည်ပေါ့နော်နောက်ထပ်တစ်ထည်ဒါကတော့နှစ်ပုံစမ်းဝစ်ချင်မယ်ပေါ့နော်ဒီမှာနှစ်ပုံစမ်းဝစ်ချင်မယ်လို့ပြောတယ်ကျမတို့ဒါလေးကတော့ရင်စည်းပုံလေးပါရင်စည်းပုံလေးကိုမှဂျိုင်းအပိုးလေးထည့်ပေးထားတာပါရှင်ဒီပုံလေးဆိုရင်လည်းကျမတို့ဒီဝါကို sorry ဒီရင်အောင်ကဒီရင်စည်းပုံကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဂျိုင်းသားလေးလုံချင်ဖြစ်တဲ့အတွက်ကျမတို့ဂျိုင်းပိုးလေးထည့်ပြီးတော့ချုပ်ပေးထားတာမျိုးပါဒါလေးကလည်းအုံမှာခတ်တုတ်လေးပါပဲရှင်ဒါလေးဆိုရင်လည်းကျမတို့လက်ကျိုးလေးကိုဒီလိုမျိုးလေးတရီကျိုးပေါ့နော်ဆွဲထားပါတယ်တရီကျိုးမျှော်ကျိုးလေးကိုအသုံးပြုပေးထားပါတယ်ရှင်ဒါမျိုးလေးတွေမှကျင်းလို့ဆိုရင်ကျမရဲ့ဒီ TikTok အကောင့်မှာတင်ပေးထားမယ်ပေါ့နော်ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်ပြီးတော့မှာအပေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်